နေ့တကားကြီးနဲ့တက္ကမကြီးတို့ကနေပြီးတော့အဝေးကလာပြီးတော့လာကြောကြတယ်အဲ့တော့ဘုံဘုံကနေပြီးတော့ဩဝါဒကထာလေးအနှဲငယ်လေးရှင်းပြပေးလိုက်နော်အဲ့ဒါလေးကိုတကားကြီးရောတက္ကမကြီးရောဟုတ်လားမှတ်သားသွားကြနော်ဘယ်နေရာပဲရောက်နော်ဘာပဲလှုပ်အလုပ်တစ်ခုလုပ်တော့မယ်ဆိုလို့ရှိရင်အပြစ်ကင်းရဲ့လားအကျိုးရှိရဲ့လားကိုမိသားစုအတွက်အစဉ်ပြေမဲ့အလုပ်လားအစဉ်မပြေတဲ့အလုပ်လားအဲ့ဒါကိုအမြဲတမ်းမှတ်တာစဉ်းစားပြီးမှလုပ်နော်အဲ့ဒီစကားလေး၃လုံးရဲ့နောက်တစ်ချက်ကြတော့လွန်ရင်ဘေးဖြစ်တတ်တယ်အဲ့ဒီ၄လုံးလေးကိုတိချာချာမှတ်သွားဒီ၄လုံးလေးကိုနော်အဲ့တော့ကိုယ်သားသမီးတွေရှိနေပြီအခုဆိုမိသားစုတစ်ခုလည်းဖြစ်နေကြပြီဆိုတော့နော်အဲ့တော့ဘာလို့ရမလဲအလုပ်တစ်ခုလုပ်တော့မယ်ဆိုလို့ရှိရင်ဘယ်လုံးမှဆိုစဉ်းစားလင်မယားနှစ်ယောက်ဆိုတော့နော်ကိုသားသမီးတွေအတွက်ကိုစဉ်းစားရမှာရှေးအတွက်စဉ်းစားရမှာအဲ့တော့ကိုလုပ်တဲ့အလုပ်ကအကျိုးရှိတဲ့အလုပ်လားအကျိုးမရှိတဲ့အလုပ်လားအကျိုးရှိတဲ့အလုပ်ဆိုလုပ်ပါနော်အပြစ်ကင်းတဲ့လုပ်လားအပြစ်မကင်းတဲ့လုပ်လားအပြစ်ကင်းတဲ့လုပ်ဆိုလုပ်ပါအပြစ်မကင်းတဲ့အလုပ်ဆိုမလုပ်ပါနဲ့နော်အပြစ်ဖြစ်တတ်တယ်ဟုတ်လားကိုမိသားစုအတွက်ဆင်းရဲဒုက္ခရောက်မဲ့အလုပ်လားဒုက္ခရောက်မဲ့အလုပ်လားဒုက္ခရောက်မဲ့အလုပ်ဆိုမလုပ်နဲ့ကိုမိသားစုအတွက်ချမ်းသာစေမဲ့အလုပ်ဆိုရင်လုပ်အဲ့ဒါလေးကိုအမြဲတမ်းမှတ်ပါနော်ဒါတေလောက်မှတ်ထားနော်အကျိုးရှိစီမှာဒီစကားလုံးလေးရနော်တက္ကကြီးရောတက္ကမကြီးရောဟုတ်လားယနေ့အဲ့တော့နောက်တစ်လုံးကဘယ်အရာမဆိုလွန်ဆိုတဲ့စကားလုံးလေးကိုမှတ်တာအလွန်ဆိုတဲ့စကားလုံးလေးအဲ့ဒီအလွန်ဆိုတဲ့စကားလုံးကလွန်သွားတာနဲ့ဘေးဖြစ်တာပဲနော်သဘောတစ်ခုပြောပြမယ်ထမင်းစားတဲ့အခါမှာလောဘကြီးပြီးအတင်းကုန်းကပ်ပြီးစားချလိုက်တယ်ဟုတ်လားစားချလိုက်တယ်မှာဗိုက်ကြီးတာတင်းသွားပြီဆိုရင်နေရမခတ်ဘူးလားနော်နေရခတ်တာပဲဟုတ်တယ်ပါအဲ့တော့လောဘမှာပဲဖြစ်ဖြစ်ဒေါသမှာပဲဖြစ်ဖြစ်မောဟမှာပဲဖြစ်ဖြစ်လွန်ရင်ဘေးပဲဘာမှမတွက်နဲ့လွန်ရင်ဘေးပဲဟုတ်လားအဲ့တော့ဒေါသတစ်ခုဖြစ်တော့မယ်ဆိုတက္ကမကြီးရောတက္ကကြီးရောဒေါသဖြစ်ပြီဆိုလို့ရှိရင်နှစ်ယောက်စလုံးပြိုင်လို့မဖြစ်နဲ့တယောက်ဖြစ်တယောက်ကချော့ပြီးရှောင်ထွက်သွားတာဟုတ်လားနှစ်ယောက်စလုံးဒေါသကြီးနှစ်ယောက်စလုံးဖြစ်လိုက်မယ်လင်မယားနှစ်ယောက်စလုံးဖြစ်လိုက်မယ်ဆိုလို့ရှိရင်အကုန်ဆုံးချုံမှုပြဿနာဖြစ်သွားမှာဟုတ်လားပြိုကွဲပြက်စီးသွားမှာအဲ့တော့တယောက်ကဒေါသဖြစ်ရင်မိန်းမကဒေါသဖြစ်ရင်ယောက်ျားရှောင်လိုက်ယောက်ျားဒေါသဖြစ်ရင်မိန်းမရှောင်လိုက်နော်အဲ့တော့ကိုလှုပ်တဲ့လောက်ပဲကိုရမှာအပူမလိုချင်ကြနဲ့နော်လွန်ရင်ဘေးပဲအဲ့ဘေးဆိုတဲ့စကားလုံးလေးကဘေးတွေ့တာပဲလွန်ရင်ဘေးပဲဒါကြောင့်ယနေ့ဘုံဘုံစီကိုလာပြီးတော့ကြောကြတဲ့တရားဓမ္မပေါင်းသူတော်ကောင်းတွေနော်ဘုံဘုံရဲ့ဩဝါဒတွေကတော့ဟုတ်လားဒီစကားလုံးလေးတွေပဲမှတ်ထားအပြစ်ကင်းရဲ့လားအကျိုးရှိရဲ့လားအလုပ်တစ်ခုလုပ်တော့မယ်ဆိုနော်ကိုမိသားစုဆင်းရဲဒုက္ခရောက်စေမဲ့အလုပ်လားချမ်းသာစေမဲ့အလုပ်လားအဲ့ဒါလေးပဲအမြဲတမ်းစဉ်းစားဒါနှစ်ယောက်စလုံးအတွက်အကျိုးရှိတယ်နော်အပြစ်မကင်းတဲ့အလုပ်ဆိုမလုပ်နဲ့အပြစ်ကင်းတဲ့အလုပ်ဆိုလုပ်ဟုတ်လားအကျိုးရှိမဲ့အလုပ်ဆိုလုပ်ပါကောင်းတဲ့အလုပ်ဆိုရင်အကျိုးမရှိတဲ့အလုပ်ဆိုရင်မလုပ်ပါနဲ့မကောင်းတဲ့အလုပ်မလုပ်နဲ့မကောင်းတဲ့အလုပ်ဆိုမလုပ်နဲ့အကျိုးမရှိဘူးကိုမိသားစုအတွက်ဆင်းရဲစေမဲ့အလုပ်မျိုးဆိုမလုပ်ပါနဲ့ကိုမိသားစုအတွက်ချမ်းသာစေမဲ့အလုပ်မျိုးဆိုရင်လုပ်ကြဟုတ်လားနော်ကိုလှုပ်တဲ့လောက်ပဲကိုရမယ်
ပူမတွေးနဲ့လွန်ရင်ဘေးဖြစ်တတ်တယ်အဲ့ဒီစကားလုံးလေးတွေကိုအမြဲတမ်းမှတ်ထားနော်ဒါကြောင့်ယနေ့တရားဓမ္မပေါင်းသူတော်ကောင်းတွေဘုံဘုံကလာပြီးတော့ကြောကြတဲ့တရားဓမ္မပေါင်းသူတော်ကောင်းတွေကိုဘုံဘုံကနေပြီးတော့ဩဝါဒကထာလေးအဲ့ဒီလိုလေးပေးလိုက်ပါတယ်နော်ဒါကြောင့်အားလုံးတရားဓမ္မအပေါင်းသူတော်ကောင်းတွေစိတ်လဲချမ်းသာကိုယ်လဲကျမ်းမာပြီးကောင်းကျိုးလိုရာဆန္ဒတွေပြည့်ပြည့်စုံကြပါစေ